လိုက်ဆိုရင်ရှောင်းနေလွယ်လေမမီဝဲနဲ့ပြေးအောင်နဲ့ပညာရှိကိုအရှိတွေလေမိဝဲစီကနီယူလေသုံးမရေနာမိငါများလေဆရာသမားကိုကူစိုးလေချမ်းသာကိုပေးဆက်ဆက်ရဲ့ညော်တွေသုံးချက်ပေးရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေကုသိုလ်ပညာဥစ္စာရဖို့တရားဒေတာအမြဲမြဲရှေးကတင်ကြိုးပြုခဲ့လို့ဒီကောင်းမှုအထူးရှိပါစေမိမိကိုယ်ကောင်းအောင်ထိန်လို့မတိမ်စေနဲ့စောင့်ကြည့်လေဥစ္စာကိုပေးနေတဲ့ရဲ့ညော်တွေသုံးချက်ပေးရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေတကောင်းတရားဟုသည်များကိုကြာမြင့်သူတရှိပါစေအိုးအိမ်တီထောင်ဝမ်းသာရေးနဲ့အသက်မွေးဖို့တတ်တင်လေလူနစ်ဆိုင်ရာခြင်းဝေများကိုကောင်းစွာတင်ကြနာလေစေမန်ကရင်ချေချိုတာအေးဆိုရင်တပါစေရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေမြတ်မိုးရွှေတောင်းမိပါချေကိုကောင်းစွာဆက်ပေးဝိချေချေကျွေးသိချတာတာနဲ့မရဘူးမြောက်စားကြီးမြင့်ဝတ်ကုန်စေအလောက်တာဝေးမလေးနဲ့အပြည့်ကင်းအောင်လုပ်ပါလေစီစိန်ကိုပေးပြုစု၍မျော်တွေသုံးချက်ပေးရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေသုံးတန်စေတနာပြုစေလန်းလို့ဘေးကဝေမြလူနိုင်စေကိုယ်နှုတ်စိတ်ချမ်းမမိုင်မာနဲ့သူစရိုက်ရာကိုချစ်ပါလေဆွေမျိုးတွေကိုပြစ်မှတ်ထားနဲ့တင်ဟာရနဲ့ချီးမြှောက်လေတန်စင်ပြမျိုးလူလူချိုးတဲ့ဖို့ရဆောင်လေရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေမကောင်းမှုတွေကိုသည်များကိုမတွေ့ခင်ကရှောင်ကျင်လေတွေ့ကြုံလာလျင်မလို့ချူနဲ့အထူးသဖြင့်ဆောင်စည်းနေအေးရသေးစားမတော်စားနဲ့မောင်မတတ်တဲ့အိယာပင်လောက်ကံပြောချတတိထားတရားမမေ့ရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေအတ္တကိုဝါကုတ္တကြီးကစီကခါသာယိုတိတိမာနကိုကုန်းမချွာနဲ့ကိုကိုနှိတ်ချအမြဲနေလောဘအကိုလုံးမလိုက်နဲ့ကိုထိုက်တာနဲ့ချီနဲ့လေကိုပေါ်ပြူသူချေအထူးတည်တဲ့စေရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေဝိစာနေတိုင်းခတ်တဲ့စိတ်ကိုချုပ်ထိတ်တီးခံလေကြိုးချောင်းကြမျိုးဆုံးမစကားကိုပြောကြနာကနားလွယ်စေသူမြတ်ပုဂ္ဂိုလ်ဟုသည်များကိုမကြခဏတွေ့ဆုံးလေတဘာဝတွေ့မှကဲဆွေးနွေးမပြတ်ပေရာမဗုဒ္ဓဝါရကပ္ပမင်္ဂလာရေလောကီအာယုစေရမှုလို့ပြောမကျူးနဲ့ချိုးဆန်းလေမြတ်တာပြမစိုးလက်ကိုင်းကုန်လို့သူမြတ်ချင်းထုံးရွံ့မသွေးလေးပါးသစ္စာဉာဏ်မြင်ကြည့်လို့အမှန်သိအောင်ကြိုးစားလေဒုက္ခလွတ်ကင်းနေဝချင်းလေးပေါနိုင်လေ
တော်တိုင်းဒီပြေးရစကေလို့ လူနဲ့လူချင်းတန်တာနဲ့ ငြိမ်းချမ်းပါစေအဒီတာနဲ့ စွမ်းနာရတာကူညီတဲ့ 38ဖြာမင်္ဂလာတရားရေးသားကြတော်လေအဖို့